ကလာပါခင်ဗျာကိစ္စချက်စီဖုတ်ဘောရှိုးကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဒီနေ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကမန်လိုကိုစတိုနဲ့ပထိုနာတိုတို့ရဲ့အပြောင်းအရွှေ့တဲ့တင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဆွေးနွေးပေးခြင်းမှာပြညီကိုများအားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်အနေနဲ့ပေါ့လေမန်လိုကူစတိုရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောရမှာဆိုလို့ရှိရင်မန်လိုကူစတိုကိုစိတ်ဝင်စားနေရဆိုပြီးတော့ပထမဦးဆုံးသတင်းထွက်လာတာကမန်စီးတီးအသင်းပြသူ့ဝင်မဲ့လို့ကိုဒါဒီဇိုင်းရဲ့ပေါ်ပြချက်တက်မှာဆိုလို့ရှိရင် PSG အသင်းကမန်လိုကူစတိုကိုစိတ်ဝင်စားနေတယ်ဆိုပြီးတော့ဒါဒီဇိုင်းနဲ့မှာဖော်ပြထားတယ်ဗျအဲ့တော့အဲ့ဒီတဲ့ကတရဝွန်ဒါကလန့်မှုတော့မရှိသေးဘူးပေါ့ဗျာ PSG အသင်းအနေနဲ့ Chelsea အသင်းကိုဒါတရဝွန်ကလန့်မှုတော့မရှိသေးဘူးတိုးပေမဲ့လို့ဒါစိတ်ဝင်စားတဲ့ပုံစံမျိုးပဲရှိသေးတာပေါ့ဗျာအဲ့တော့ကျွန်တော်အမြင်ကပြောရမယ်ဆိုလို့ရှိရင် PSG အသင်းနီးပြကလည်းမန်လိုကူစတိုကိုတော်တော်လေးကိုသဘောကျပုံရတယ်ဗျ။ဘာကြောင့်မလို့ဆိုလို့ရှိရင်မန်လိုကူစတိုဒီဒါသူ့အနေနဲ့ပေါ့လေတိုက်စစ်မှာလည်းလိုက်ပါနိုင်စွမ်းရှိသလိုဒါ crossing တွေပေါ့ဗျာ crossing ပေးမှုတွေမှာလည်းဒါအရာကိုကောင်းတဲ့ကစားသမားတအုပ်ဗျ။နောက်တစ်ချက်ရှိတာကကျွန်တော်စဉ်းစားမိတာကပေါ့ဗျာမန်လိုကူစတိုကကျွန်တော်တို့ဒါခြေစွမ်းကောင်းပေါ့ဗျာဒါခြေစွမ်းကောင်းတယ်ပြသနာခဲ့တယ်ကျွန်တော်တို့ Chelsea အသင်းနဲ့ PSG နဲ့တွေ့တဲ့ခါမှာလည်း PSG အသင်းနီးပြကလည်းမန်လိုကူစတိုရဲ့ခြေစွမ်းတွေကိုဒါမြင်တဲ့အတွက်ကြောင့်မလို့ဒါခေါ်ချင်တဲ့သဘောမျိုးလဲကျွန်တော်အနေနဲ့ဒါမြင်မိတယ်အဲ့လိုပဲကျွန်တော်တွေးမိတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးရမယ်ဆိုလို့ရှိရင်မန်လိုကူစတိုရဲ့ဒါပြောင်းရွှေ့ခြင်းကပေါင်း85တန်းပြအဲ့တော့ PSG အသင်းအနေနဲ့မန်လိုကူစတိုကိုတကယ်ခေါ်တဲ့လားမခေါ်တဲ့ဘူးလားဆိုတာကိုတော့ဒါသူတို့အနေနဲ့အခုချိန်မှာဒါစဉ်းစားနေတယ်ပေါ့ဗျာအဲ့တော့သူတို့ခုလက်ရှိ right back နေရာမှာလဲဟာကီမီရှိတယ်ဆိုပေမဲ့လို့ဒါကျွန်တော်အပြင်ပုံစံမျိုးအရာပြောမှဆိုလို့ရှိရင်ပေါ့ဗျာမန်လိုကူစတိုကိုသူတို့ခေါ်ချင်တဲ့သဘောမျိုးကဒါအရန်သဘောမျိုးတော့ပဲခေါ်မယ်လို့တော့ကျွန်တော်ကတော့ယူဆမိတယ်။ဘာကြောင့်မလို့ကျွန်တော်အနေနဲ့အဲ့လိုပြောရလို့ဆိုလို့ရှိရင်ဒါဟာကီမီဗျာဟာကီမီကကျွန်တော်တို့တရားပတ္တနာဖြစ်သွားတော့၎င်းဒါမှမဟုတ်ရှိရင်တခုခုပေါ့ဗျာအရေးမကြီးတဲ့ပွဲစဉ်တွေမှာဖြစ်ကျွန်တော်တို့ဒါမန်လိုကူစတိုကို PSG အသင်းအနေနဲ့ထုတ်သုံးလို့ရတယ်ဗျာဒါဟာကီမီ injury ရသွားတဲ့အချိန်မျိုးကြာရင်လေမန်လိုကူစတိုကိုထုတ်သုံးလို့ရတဲ့အတွက်ကြောင့်မို့လို့မန်လိုကူစတိုကိုဒါ PSG အသင်းအနေနဲ့ဒါစိတ်ဝင်စားနေရပေါ့ဗျာခေါ်ဖို့လုပ်နေရလို့ပဲကျွန်တော်ကတော့ယူဆမိတယ်နောက်တစ်ချက်ရှိတာကဘာလဲဆိုတော့ပေါ့လေတော့ပေမဲ့လို့ဒီသတင်းကတော့ကျွန်တော်အမြင်ပြောမှဆိုလို့ရှိရင်ဒါကတရဝွန်ချက်စီအသင်းကိုလည်းဒါတရဝွန်ကလန့်မှုလည်းမရှိသေးဘူးတရဝွန်ကလန့်မှုလည်းမရှိသေးဘူးသူတို့ကအခုလောလောဆယ်မှာစိတ်ဝင်စားနေရအချက်ပဲရှိသေးတယ်ပေါ့လေဒီအပြောင်းရွှေ့ကတော့ကျွန်တော်အမြင်ပြောမှဆိုလို့ရှိရင်ဒါဘလိုမျိုးပုံစံမျိုးဖြစ်လဲဆိုတော့ပေါ့ဗျာတိတ်ပြီးတော့အစင်တိတ်ပြီးတော့ပေါ့ဗျာတိတ်ပြီးတော့အချင်းတွေနည်းနည်းတော့ကောင်းတယ်ပဲပေါ့ဗျာနည်းနည်းတော့ကောင်းတဲ့အချင်းတွေမျိုးတော့ကျွန်တော်အနေနဲ့တော့တွေးရတယ်ဗျအဲ့တော့နောက်တစ်ချက်ရှိတာကဘာလဲဆိုတော့ Chelsea အသင်းအနေနဲ့မန်လိုကူစတိုအတွက်ကိုဒါပေါင်85တန်းပေါ့ဗျာပေါင်85တန်းကိုလိုချင်နေရတဲ့အတွက်ကြောင့်မို့လို့ဒါ Chelsea အသင်းအနေနဲ့ကလည်းမန်လိုကူစတိုကိုပေါ့ဗျာလွယ်လွယ်နဲ့တော့ရောင်းမထုတ်ချင်ဘူးပေါ့ဗျာနောက်တစ်ချက်ရှိတာကဘာလဲဆိုတော့မန်လိုကူစတိုကိုဒါကျွန်တော်တို့ Chelsea အသင်းအနေနဲ့လုံးဝရောင်းမှာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါနီးပြစားပြီးအလွန်ဆိုကလည်းဒါမန်လိုကူစတိုကိုဒါကျွန်တော်တို့ Chelsea အသင်းမှာလည်းဒါနည်းနည်းအရေးပါတယ်ပေါ့ဗျာအရေးပါတဲ့ပုံစံမျိုးရှိတယ်တိုးပေမဲ့လို့မန်လိုကူစတိုကိုကျွန်တော်တို့ Chelsea အသင်းအနေနဲ့ပေါင်85တန်းပြောင်းရွှေ့ခြင်းခေါ်ထားတဲ့အတွက်ကြောင့်မလို့ PSG အသင်းကပဲကန်လာပြီးတော့ကန်လက်ဘယ်အသင်းကပဲကန်လက်ပေါင်85တန်းကိုဒါလိုက်လောပြီးတော့ပေးမယ်ဆိုရင်တော့ဒါ Chelsea အသင်းအနေနဲ့မန်လိုကူစတိုကိုဒါလွတ်ဖို့အစီအစဉ်တော့ရှိတယ်ဗျအဲ့တော့ခုအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မြန်ပြောရမှာဆိုလို့ရှိရင် PSG အသင်းအနေနဲ့အကယ်၍ဒါမန်လိုကူစတိုကိုဒါ Chelsea တောင်းဆိုတဲ့ပေါင်85တန်းဒါပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မန်လိုကူစတိုက PSG အသင်းဘက်ကိုဒါအသင်းစီကိုပေါ့နော်ရောက်သွားဖို့အခွင့်အရေး chance တွေတော်တော်များများရှိတယ်ဗျအဲ့တော့ဒါကတော့မန်လိုကူစတိုနဲ့ပတ်သက်တဲ့အပြောင်းရှိပေါ့နော်အဲ့တော့နောက်တစ်ယောက်အနေနဲ့ပထိုနာတိုပေါ့ဗျပထိုနာတိုနဲ့ပတ်သက်ပြီးပြောရမှာဆိုလို့ရှိရင်ဒါရှေ့ကဒါမန်လိုကူစတိုထက်စားလို့ရှိရင်ပထိုနာတိုကပို့ပြီးတော့အခြေအနေကောင်းတယ်လို့ဒါယူဆမိတယ်ပေါ့ဗျာဘာဖြစ်လို့ဆိုလို့ရှိရင်ပထိုနာတိုကိုခုဒါမန်စီးတီးအသင်းအနေနဲ့စိတ်ဝင်စားနေတယ်ပေါ့ဗျာဘာဖြစ်လို့ဆိုလို့ရှိရင်သူတို့အခုမန်စီးတီးအသင်းမှာက
right wing ပေါ့ဗျာ right wing မှာကစားနေတဲ့ကစားသမား Savin Ho ကဒါသူတို့အသင်းကနေပြီးထွက်ခွာနိုင်ချေနိုင်ရှိတယ်ပေါ့ဗျာအဲ့ဒါကြောင့်မို့လို့ Man City အသင်းအနေနဲ့ဒါဝင်ကာစစ်ကိုလိုအပ်နေတဲ့အတွက်ကြောင့်မို့လို့ Chelsea အသင်းမှာကစားနေတဲ့ right back နေရာမှာကစားနေတဲ့ပထိုနတိုကိုဒါစိတ်ဝင်စားနေတယ်ပေါ့ဗျာခေါ်ဖို့တခုသူတို့တွေလှုပ်ဆောင်နေတယ်လို့သိရတယ်ပေါ့ဗျာအဲ့တော့ပထိုနတိုရဲ့ agent တွေစီကိုလည်းMan City အသင်းကဆက်သွယ်ထားရလို့သိရတယ်ဗျာပထိုနတိုရဲ့ဒါပြောင်းရွှေ့ချိန်ကပေါင်80ပြပေါင်80ဆိုတော့ဒါမစိုးဘူးပေါ့လေကျွန်တော်တို့ Chelsea အသင်းဘက်ကနေပြန်ကြည့်မှဆိုရင်တော့တော့ဝယ်မလို့အခုဒါ Man City အသင်းကပေါင်80တန်းပေါ့ဗျာတန်း80ထားကိုဒါနည်းနည်းလေး short ပြီးတော့ဒါတောင်းဆိုတယ်ပေါ့ဗျာတော့ဝယ်မလို့ကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဒါ short ဖို့အစီအစဉ်တော့ဒါမရှိဘူးလို့တော့ကျွန်တော်အနေနဲ့ယူဆမိတယ်နောက်တစ်ချက်ရှိတာကကျွန်တော်တို့ Chelsea အသင်းမှာလည်းဒါ right wing မှာကစားနေတဲ့ player မျိုးလည်းရှိတယ်နောက်တစ်ချက်ရှိတာကပထုံနတိုကိုလည်းနိပြစာပြီးအလုံးစုံအနေနဲ့ဒါသူ့ရဲ့ကစားကွက်တက်မှာလည်းမပါဝင်တဲ့အတွက်ကြောင့်မို့လို့ပထုံနတိုရဲ့အပြောင်းရွှေ့ကကျွန်တော်တို့မလိုကူဆိုတက်ပို့ပြီးတော့တိုးတက်နိုင်ခြေအများဆုံးရှိရလို့ပဲကျွန်တော်ကတော့ယူဆမိရဗျအဲ့တော့ညီကိုတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲဗျတခုဒါဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဗောလေညီကိုတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းကျွန်တော်ရဲ့ comment ထဲမှာဝင်ရောက်ပြီးဆွေးနွေးနေပါဗျကျွန်တော်ရဲ့ video လေးနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးနှိပ်ခဲ့ကြဖို့တောင်းဆိုအပ်ပါခင်ဗျာချစ်ချူတို့တယောက်ချင်းစီတိုင်းအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ